ကျွန်တော်ခုအရေးကြီးတဲ့ component တွေပြောပြီးတဲ့အချိန်မှာတချို့တွေလည်းသတိထားမိလိမ့်မယ်ဒီကားရဲ့ဒီလောက် electronic တွေအများကြီးသုံးထားရင် dynamo တွေ alternator အကြီးတွေလဲထားတယ်ပေါ့အဲ့ဒီအချိန်မှာဒီကားရဲ့ battery ကဘယ်ရောက်နေလဲပေါ့နော်ကျွန်တော်တို့ပုံမှန် drift ကားတော်တော်များနဲ့ truck ကားတော်တော်များမှာလည်းတွေ့ရတယ် battery ကိုကျွန်တော်တို့ engine ကန်ထဲမှာမထားဘူးclean လုပ်လိုချင်တော့ကျွန်တော်တို့ fire hazard အတွက်ကျွန်တော်တို့ safety feature အနေနဲ့ရောကျွန်တော်တို့ battery ကိုဘယ်ကိုပို့လိုက်လဲဆိုတော့ကျွန်တော်တို့ battery ကိုကားရဲ့ဒီနောက်ဖုံးထဲမှာပေါ့နော်ကားရဲ့နောက်ဖုံးထဲကိုပို့လိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင်လည်း case switch တွေကျွန်တော်တို့ထည့်ပေးထားတယ်ပေါ့နော် case switch ကဘာအတွက်လဲဆိုတော့ကျွန်တော်တို့safety feature ရအကယ်၍ကားကကွင်းထဲမှာမောင်းနေတော့wiring short ဖြစ်တယ်တခုဖြစ်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီ case switch ကိုလာပိတ်လိုက်တယ်ဆိုရင်ကျွန်တော်တို့တခါလဲ battery က cut out ဖြစ်သွားမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကားရက်ထားတာကြာတဲ့အခါကျရင်လည်း battery ကအနည်းနဲ့အများတော့ drain တယ်ပေါ့အဲ့ဒီအချိန်မှာမ drain အောင်လဲဒီကောင်ကတခါလဲပိတ်ထားလိုက်လို့ရတယ်ပြီးကျွန်တော်တို့အခု brake ပိုင်းကိုဆက်ပြောမယ်ပေါ့နော် brake ပိုင်းကကျွန်တော်တို့ဒီရှေ့ရောနောက်ကောကျွန်တော်တို့ပုံမှန်တော့ endless မှာကျွန်တော်တို့အရင် model တွေတုန်းကတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်နောက်ဆုံးထွက်ထားတဲ့ဒီ series မှာကျတော့ဒီကောင်ရှေ့ပိုင်းကိုပဲ Silvia S15 တွေအတွက်ရှေ့ကိုပဲထုတ်တော့တယ်ကျွန်တော်ဒီ rotor တွေရောဒီမှာ caliper တွေရောကျွန်တော်တို့ဆက်လိုက်လဲထားတယ်ဒီကောင် endless ကိုစစ်ပေါ့ပေါ့နော်နောက်မှာဆိုရင်ကျွန်တော်တို့ကဒီကောင်က stock 1 ပေါ်နေရမှာပဲဒီကောင်က brake shoe နဲ့ဒီကောင်က rotor ပဲ endless ကထုတ်တော့တယ်ဒီ S15 အတွက်ဒါပေမဲ့ဒီကောင်က more than enough ပေါ့နော်ဒီရှေ့ကစစ်ပေါ်နေတယ်ဘာလို့ဆိုတော့ကား weight နဲ့ဒီသူ့ရဲ့ brake side ကဒါတောင်ကြီးနေပြီလို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်တို့ဒီမှာမြင်ရတာ well wood ဒီကောင်ကကျတော့ကျွန်တော်တို့ e-brake အတွက် caliper တစ်လုံးထိုင်ထားတာပေါ့နော်ဒီကောင်က hydraulic e-brake အတွက်ဒီကောင်ကကီလို100လောက်မောင်းနေရင်တော့တင်းတင်းဆွဲမယ်ဆိုရင် hydraulic နဲ့ဒီကောင်နောက်ဘင်းကအပီးရက်တယ်ပေါ့နော်ကျွန်တော်တို့ဒီ brake တွေဆိုရင်လည်းကျွန်တော်တို့ဒါ slit rotor လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့heat ကိုကျွန်တော်တို့ပို့ပြီးခံနိုင်အောင်လို့ဒီကောင် circuit use brake shoe တွေကိုတုံးထားတယ်တောင်းကျွန်တော်တို့ဒီ endless brake တွေက600 celsius 900 celsius အဲ့လို celsius အများကြီးအထိကိုကောင်းကောင်းခံနိုင်တယ် brake ကလုံးဝ glowing red ဖြစ်နေတဲ့အထိကိုကျွန်တော်တို့brake က fade မဖြစ်သွားဘူးပေါ့နော်ကျွန်တော်တို့ဒီ lock net တွေကစကျွန်တော်တို့ Nismo lock net တွေတုံးထားတယ်အခု brakes ပိုင်းနေပြောပြီးတဲ့အချိန်မှာကျွန်တော် drift car တစ်စီးမှာမလဲမဖြစ်ကျွန်တော် suspension တွေကျွန်တော်တို့ knuckle တွေအကြောင်းကိုဆက်ပြောပြအောင်နော်ဒီကားကကြတော့ကျွန်တော်တို့ suspension ကကျွန်တော်တို့ Tain suspension ကိုတုံးထားတယ်ကျွန်တော်ဒီပေါ်မှာအစိမ်းအောင်လေးမြင်နေရတယ်ပေါ့နော်ကျွန်တော်တို့ Tain flexi suspension ကိုတုံးထားတယ်ပြီးတော့ကျွန်တော်တို့ knuckle တွေဆိုနေဒီကားဒီထက်အများကြီးချိုးလို့ရသေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီ license ကားလေးဖြစ်နေရတဲ့ကြောင်းကျွန်တော်တို့ဒီအတွင်းထဲက chassis ကိုတော့ကျွန်တော်တို့မကတ်ပစ်ဘူးပေါ့နော်ပုံမှန်တော့ကျွန်တော်တို့ဒီအတွင်းထဲက chassis ကိုနည်းနည်းလေးထုလိုက်ရင်တော့ဒီကောင်90 degree လောက်အထိကိုကျွန်တော်တို့သွားလို့ရတယ်ကျွန်တော်တို့ reverse knuckle ကိုသုံးပေးထားတယ်ပြီးတော့ကျွန်တော်တို့tension rod ဆိုလဲ IKEA formula tension rod တွေသုံးထားတယ်ပြီးရင်ကျွန်တော်တို့ Kazama 35mm lower arm ပေါ့နော်ကျွန်တော်တို့ဒီကားကိုဘေးတိုက်ကြည့်လိုက်မှဆိုဒီကားကြီးကရှေ့ camber ကျွန်တော်တို့7 degree 8 degree နီးလောက်ရှိရယ်drift car နဲ့ကျွန်တော်တို့နောက်က0 camber ရှေ့က7 8 camber လောက်နဲ့ကျွန်တော်တို့သွားရတာပေါ့နော် drift car setup ကပြီးတော့ကျွန်တော်တို့tie rod တွေဆိုလဲ D1 D-Max က D1 ကျွန်တော်သုံးပေးထားတယ်ကျွန်တော်တို့ caster arm နေရာစားကျွန်တော်တို့caster arm ဆိုလဲကျွန်တော်တို့ D-Max က D1 spec caster arm version 2ကိုကျွန်တော်တို့သုံးပေးထားတယ်နောက်ချမ်းကကျွန်တော်တို့ဒီ link နေကျွန်တော်တို့ butterfly လို့လည်းခေါ်တာပါကျွန်တော်တို့ suspension link နေကျွန်တော်တို့ဒီနောက်ကဆိုရင်လည်းကျွန်တော်တို့ camber address ဆိုရင်ရောကျွန်တော်တို့အကုန်လုံးကိုကျွန်တော်တို့လဲထားတယ် D-Max D1 spec က Apple camber arm နေလဲထားတယ်ပြီးတော့ကျွန်တော်တို့toe rod ဆို version 2 toe rod လဲထားတယ် D1 ပဲပြီးရင် traction rod တွေအကုန်လုံး fully adjustable လုပ်လို့ရတယ်ပေါ့နော်ဒီကကျွန်တော်တို့အခုမြင်နေရတာဒီ tire ဆိုရင်လည်းထုတ်တယ် Toyo Proxy Sport ကိုကျွန်တော်တို့သုံးပေးထားတာပေါ့နော် size ကတော့ 26535 R18 size ဘာလို့ဆိုတော့ကျွန်တော်တို့ဒီခွေဖြက်ကကျွန်တော်တို့မြင်တဲ့အတိုင်းပဲဒီကောင်က10ခွဲပတ်လေပေါ့နော်ဘာလို့ဆိုတော့ကျွန်တော် body kit ကကျွန်တော်တို့ပုံမှန် Silvia line ထက်ကိုကျွန်တော်တို့ကမီလီမီတာအများကြီးလက်မနဲ့ဆို1လက်မ2လက်မလောက်ကျွန်တော်ပိုထွက်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့10ခွဲပတ်လေကိုကျွန်တော်တို့ကအန်နီရယ်လဲကင်းအောင်လို့ဒီ offset ကိုကွက်တိကျွန်တော်တို့ချိန်ပြီးတော့ spacer တွေ adapter တွေမလိုအောင်ကျွန်တော်တို့ကကွက်တိသုံးပေးထားတာပေါ့နော်rims ကကျွန်တော်တို့လုံးဝ fitment perfect fitment ပဲပေါ့နော်ကျွန်တော် raptor တွေပါလေလုံးဝမရှိဘူး spacer တွေ adapter တွေလည်းခံကြမလို့ပေါ့နော်ဒီကောင်ရှေ့ကို7 degree negative camber လောက်ရှိတယ်ပေါ့နော်ကျွန်တော်တို့အခုမြင်နေရတဲ့ဒီ rims တွေဆိုရင်လည်းဒီကောင်က limited edition race ကထုတ်တဲ့ 57CR ပေါ့နော် matte yellow color ဒီကောင်က factory ကထုတ်တဲ့ကဒီ matte yellow color နဲ့လာတာပေါ့နော်ကျွန်တော်တို့ပြန်မှုတ်ထားရလည်းမဟုတ်ဘူးဒီကောင် limited edition color
ပြီးရင်ကျွန်တော်တို့အခု ECU ဘိုင်းနဲ့ကျွန်တော်တို့အတွင်းကန်းလေးကိုတစ်ချက်ပြောကြဟုတ်ပါတယ်ကားအစီရတယ်မပါပါဘူးခင်ဗျာစတာပါကျွန်တော်တို့စီရတိုင်းပါပါတယ်စီရတိုင်းကျွန်တော်တို့ဘာဖြစ်လို့အဲ့လိုအရှင်လောက်ထားရလဲဆိုတော့ကျွန်တော်တို့ဝင်ရထွက်ရလဲလွယ်အောင်ပြီးတော့ safety အနေနဲ့ရောပေါ့နော်ကျွန်တော်တို့ကားတစ်စီးကကျွန်တော်တို့ပုံမှန် circuit တွေကျွန်တော်တို့race track တွေမှာသုံးတယ်ဆိုရင်ကားတဲ့ကိုဘယ်လောက်မြန်မြန်လူကဝင်နိုင်တယ်ဘယ်လောက်မြန်ထွက်နိုင်တယ်ဘာလို့ဆိုဘယ်လောက်မြန်မြန်ထွက်နိုင်တယ်ဆိုတော့ကားတစ်စီးကကျွန်တော်တို့ fire hazard ဖြစ်တယ်အဲ့လိုမျိုး wiring ပြဿနာတစ်ခုဖြစ်တယ်ကွင်းထဲမှာတစ်ခုဖြစ်တယ်ဆိုလူအန္တရာယ်မရှိအောင်လို့ကျွန်တော်တို့ကားတွေကနေမြန်မြန်ထွက်နိုင်အောင်ပြီးတော့ဒီကောင်တွေကbucket seat တွေနဲ့သုံးထားတဲ့ကားတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကားတွေကိုဝင်ရတယ်လွယ်အောင်လို့ကျွန်တော်ဒီ CR တိုင်းကိုအရှင်အဖြုတ်တက်တွေလုပ်ထားတာပေါ့နော်ဒီကောင်က CR တိုင်းတော့ကျွန်တော်တို့ OMB CR တိုင်းကိုသုံးထားတယ် OMB Corsair 330ဒီကောင်black sway leather လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ကဒီကောင်က leg 8တင်နဲ့ကျွန်တော်တို့မောင်းနေဆိုတော့ဒီကောင်က grip ပိုကောင်းတယ်ဒီကောင် Alcantara အသားလိုပဲပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ Bose skate ဆိုလည်းကျွန်တော်တို့ Bose skate လို့လည်းခေါ်တယ်ဒီကောင်က release skin နဲ့ပေါ့ဒီကောင်ကဂျပန်ထုတ်တယ်ကျွန်တော်တို့ပုံမှန် brand တွေမျိုးပဲဒီကောင်ကကျွန်တော်တို့ Walk Bell ပေါ့နော် Walk Bell brand ကိုကျွန်တော်တို့သုံးထားတယ်ပြီးရင်ကျွန်တော်တို့ခုနတကားဖွင့်ချင်းမှာမြင်လိုက်ရတာဒီကောင်ကလိန်မော်ရောင်နေပေါ့နော်ဒီလိန်မော်ရောင်နေကျွန်တော်တို့ဒီလိန်မော်ရောင်ခုံနေဒီမှာဆီဗီယာ logo လေးပါတယ်ဒီကောင်တွေအားလုံးကကျွန်တော်တို့ဒါကဘာပေါ်မှာကျွန်တော်တို့ဆီဗီယာတောင်းကနန်းလေးပဲရှိတဲ့အချိန်မှာစပတ်အောင်မှာတောင်းကနန်းပဲရှိတဲ့အချိန်မှာဒီကောင်ကယာကနန်းပဲရှိတဲ့ interior ပေါ့နော်ကျွန်တော်တို့ interior မှာကျွန်တော်တို့ကားအသစ်တွေမှာပြီးဆိုရင်ဂျပန်မှာကျွန်တော်တို့interior အမဲလုံးဝလာတယ်ဒီလိုမျိုး color မျိုးဆိုကျွန်တော်တို့အသစ်မှာတော့မှာလို့ရတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကဒီကောင်ကဒီကားကအထူးတလဲကျွန်တော်တို့ဒါ option ဆွဲထားပြီးတော့ကျွန်တော်တို့ဒီ color နဲ့ option ပါတဲ့ခုံတွေကိုရွေးထားတာပေါ့နော်ဒီကောင်ကတော့လုံးဝ super rare ဖြစ်တယ် spec B orange edition လို့ခေါ်တယ်ဒီကောင်ကအဲ့ဒါတွေကိုကျွန်တော်တို့အကုန်လေလံဆွဲပြီးတော့လဲထားတာပေါ့နော်ပြီးတော့ဘာဖြစ်လို့ cluster ပြောင်းသွားလဲဆိုတော့ကျွန်တော်တို့ကဒီ clusterကိုကျွန်တော်တို့ကဒီကားရဲ့ ECU နဲ့ link ထားတာပေါ့နော်ကားရဲ့ ECU ကဘာသုံးတာကျွန်တော်တို့ link ကထုတ်တယ်ကျွန်တော်တို့ Fury X ECU ကိုသုံးထားတာ Fury X ကကျွန်တော်တို့ထွက်တာလဲအရန်မကြသေးဘူးဒီကောင်က function အရန်စုံပါတယ်ဒီနောက်ဆုံး version ပေါ့ link ကလုံးဝကို stand alone ECU ဖြစ်တယ်ဒီကောင်နဲ့ကျွန်တော်တို့ engine harness ဒီကောင်က body harness အကုန်လုံးကိုကျွန်တော်တို့ဒီကောင်နဲ့ပဲ control ထားပါပေါ့နော်ဒါကကားရဲ့ brainပြီးရင်ဒီကောင်ကဘာ cluster ကိုကျွန်တော်တို့သုံးထားတယ်ဆိုတော့ဒီကောင်ကလက်မ TFT display ပေါ့နော်ဒီမှာကျွန်တော်တို့အကုန်လုံးပါတယ်ပြီးရင်ကျွန်တော်တို့ဒီ cluster ကိုကျွန်တော်တို့ပြီးရင်ဆက်နှိုးတဲ့အခါကျရင်ဒီမှာဘာ function တွေပါလဲဒီကောင်ကဟို cluster ဒီကောင်က9လက်မရှိရယ်9လက်မရှိရယ်ပေါ့နော်ဒီကောင်က9လက်မဟိုမှာဒီကောင်က street version ကဘယ်လိုလဲဆိုတော့ဒီကောင် high beam function တွေပါမယ်အချက်ပြတွေပါမယ်ပေါ့နော်အားလုံးကဒီ cluster မှာ control လုပ်လို့ရတယ်ကျွန်တော်ပြီးရင်ပြမယ်အခုကတော့ဒီအတွင်းကန်းတွေကဟာကျွန်တော်ဆက်ပြောမယ်နော်အခုကကျွန်တော်တို့အောက်မှာဆိုရင်ကျွန်တော်လှမ်းကြည့်လိုက်တဲ့ pedal တွေကိုမြင်နေရတယ်ဒီ pedal တွေကအစကျွန်တော်တို့ဒီ Nismo pedal တွေကိုပြောင်းထားတာပေါ့နော်ဒီကောင် e-thread နဲ့လည်းအသုံးပြုလို့ရအောင်လို့ဒီ pedal တွေကအစကျွန်တော်တို့ lever pedal brake pedal clutch pedal တွေအားလုံးကိုကျွန်တော်တို့ကဒါ modify pedal တွေပြန်လဲထားတာဒီမှာ clutch footrest ကအစပေါ့နော်အားလုံးကဒီကောင် Nismo ဒါကျွန်တော်တို့ Nismo pedal တွေပေါ့နော်ဒီကောင်ကကျွန်တော်တို့ဒါ fuse တွေပေါ့နော်ကျွန်တော်တို့ပုံမှန် truck ကားတွေလိုမျိုးကျွန်တော်တို့ကတခုခုပြတ်တယ်ဆိုရင်ကျွန်တော်တို့တန်းပြီးတော့ကွင်းထဲမှာပြင်လို့လွယ်အောင်လို့ fuse တွေအားလုံးကို label တက်ထားပြီးတော့ဘယ် fuse ကလောင်နေဘယ်ကဘာဖြစ်လဲဘယ်လို fire hazard တွေပါဖြစ်တယ်ဆိုတော့ကျွန်တော်တို့တခါတည်းချက်ချင်းဆွဲဖြုတ်လိုက်ပြီးချက်ချင်းပြင်လို့လွယ်အောင်လို့ကျွန်တော်တို့ဒီ driver အောက်မှာထားပေးတာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာမြင်နေရတဲ့ port လေးရလဲကျွန်တော်တို့ဒါဟိုaccess လုပ်ရတာလွယ်အောင် ECU access လုပ်ရတာလွယ်အောင်ကျွန်တော်တို့ဟိုအောက်တွေမှာ light နှိုက်နေစရာမလိုအောင်ဒီကောင်ကတခါတည်း laptop နဲ့ plug in လုပ်ပြီးတန်းကျွန်းလို့ရအောင်လုပ်ထားတာပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာမြင်နေရတာ traditional ကျွန်တော်တို့ stock handbrake ရှိသေးတယ်ဒီကောင်ကကြတော့ကျွန်တော်တို့drip pattern လို့လည်းခေါ်တယ်ဒါပေမဲ့ဒီကောင်ကတော့ကျွန်တော်တို့တိတ်မသုံးတော့ဘူးပေါ့နော်ဒီကောင်ကတော့ကားရက်ဖို့အတွက်လောက်ပဲကျွန်တော်တို့သုံးတယ်ဒီမှာကျွန်တော်တို့ e-brake တစ်ခုလုံးရှိနေတယ်ဒီကောင် e-brake ကကျွန်တော်တို့ GK Tech က e-brake ဒီကောင် hydraulic e-brake set light ကိုမှကျွန်တော်တို့နောက်ကခုနပြထားတယ် Wellwoodကလစ်ပါတစ်ခုနဲ့သုံးထားတာပေါ့နော်ကျွန်တော်တို့ပြီးတော့ brake line တွေအားလုံးကလည်း steel brake line တွေကျွန်တော်တို့endless က steel brake line တွေအားလုံးလဲထားပြီးသားပြီးတော့ကျွန်တော်တို့အခုထပ်မြင်နေရတာဒီကောင်က short shifter ပါတယ်ဒီကောင်အတန်လေးနားထောင်ကြည့်လိုက်တာနဲ့မတူတော့ဘူးပေါ့နော်
ဒီကောင် Nismo gear ဘောက်ဖြစ်တာလဲတကြောင်ပြီးတော့ကျွန်တော်တို့ short shifter လဲသူကပါပြီးသားဆိုတော့ကျွန်တော်တို့gear ထိုးရတာစိတ်လေးပေါ့နော်ဒီကောင်ကဒီမှာ gear boot က knob ကတော့ကျွန်တော်တို့Yoshio factory ကဒီကောင် knob လေးပန်းအောင်လေးကိုသုံးထားတယ်ပြီးတော့ဒီကောင်ကထူးဆန်းတာကဒီကောင်မှာကပုံမှန်ကျွန်တော်တို့ track ကားတွေမှာသုံးကြတော့ကျွန်တော်တို့roll gauge တွေကကျွန်တော်တို့4 point ကျွန်တော်6 point လောက်ပဲသုံးတာပေါ့နော်ဒီကောင်မှာတော့ကျွန်တော်တို့ကလုံးဝကို cross bar တွေပါပါတယ်ကျွန်တော်တို့က8 point အထိကျွန်တော်တို့သုံးထားတာပေါ့နော်ဒီကောင်က point တွေကဘယ်လိုတွက်တာလဲဆိုတော့ကျွန်တော်တို့ဒီမှာကား body နဲ့သွားချိတ်တဲ့နေရာကို1 point တွက်တာပေါ့နော်ဒီမှာ1 point ဒီမှာ2 point ဒီကောင်3 point 4 point 4 point 4 point ဟိုဘက်ဘယ်ညာဘက်ဆိုတော့ဒီကောင်က8 point ဖြစ်သွားတာကျွန်တော်တို့အမှန်တကယ်ဟိုလိုမှန်အချီကြီးပဲဆိုတော့ကျွန်တော်တို့ JDM Samsung ဒီလုံးဝဟိုဟာတွေကို roll gauge ကိုကျွန်တော်တို့လုံးဝအထင်းသားမြင်နေရမှာပေါ့နော်ဒီကောင်က Cusco brand roll gauge 8 point roll gauge ကိုကျွန်တော်တို့သုံးထားတယ်ကျွန်တော်အစတုန်းကတော့ဒီကောင်ကဟိုဟာနဲ့ပဲ bucket seat နဲ့ပဲပေါ့နော်အခုကတော့ကျွန်တော်တို့ဟိုဟာ daily လဲမနေ့မောင်းလို့ရအောင်ကျွန်တော်တို့အခုလောလောဆယ်ရိုးရိုးခုံခုံပဲပြန်လဲထားတယ် bucket seat ကလည်းရှိသေးတယ်ဖြုတ်ထားတာပေါ့နော် track ခဲပါညာမောင်းတဲ့အခါကျတော့ bucket seat နဲ့ကျွန်တော်တို့ဟိုဟာ Takata 4 point harness တွေနဲ့ပြန်သုံးမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ boost တွေကျွန်တော်တို့ရှိသမျှsensor တော်တော်များများပေါ့engine wine တို့အကုန်လုံး temperature sensor တွေတော်တော်များဒီ cluster မှာလာပြရဲဆိုရင်ကျွန်တော်တို့ဒီ spec R ကား Silvia spec R ကားအမှန်ဖြစ်တယ်ဆိုဒီနေရာမှာသူက original factory မှာအဲ့တုန်းတွေကဟို pioneer ဖြစ်တယ်ပေါ့ဗျာလုံးဝ innovative ဖြစ်တဲ့ design နဲ့ဒီကောင်ကဒီနေရာမှာ boost gate ပါပြီးသား stock မှာတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီ stock boost gate နေရာမှာကျွန်တော်တို့ HAS ဒီမှာ boost gate ကိုကျွန်တော်တို့လဲထည့်ထားတာပေါ့နော်boost bar ဒီမှာလည်းကြည့်လို့ရမယ် digitally ကျွန်တော်တို့ဒီ cluster မှာလည်းပေါ်မယ်ပေါ့နော်ပြီးတော့အမှန်တကယ်ပြိုင်ကားနဲ့တော့အရင်ကြီးတော့လည်းမဆိုင်ဘူးပေါ့လေဟို performance နဲ့တော့မဆိုင်ဘူးအဲ့ဒါကတော့ဟိုဟာ audio ဘိုင်းပေါ့နော်ဒီကားက audio ဘိုင်းဆိုရင်လည်းကျွန်တော်တို့JBL subwoofer တွေသုံးပေးထားတယ်ပြီးတော့ကျွန်တော် Pioneer ဒီကောင်ဟို Apple CarPlay ရတဲ့ head unit ကျွန်တော်တို့tracker တစ်စီးလိုမြန်နေပြီးတော့ကျွန်တော် performance ကျန်းနေပြင်မဲ့လည်းဒီ comfortable ဖြစ်တဲ့ကျွန်တော်တို့ feature တွေကိုကျွန်တော်တို့ဆုံးလို့လိုက်ကြမလို့ဘူးပေါ့နော်convenient ဖြစ်နေရမယ်ပေါ့ကားတစ်စီးစီးရတာ aircon ပါမယ်ကျွန်တော်တို့သချင်းကောင်းနားထောင်လို့ရမယ်ကျွန်တော်တို့အဲ့လိုမျိုးလေးစီစဉ်ထားတာပေါ့နော်ကဲအဲ့ဒါဆိုရင်ကားဆက်လေးနှိုးတာကိုတစ်ချက်ကြည့်လိုက်ကြမယ်Go start မှာဆိုရင်ကျွန်တော်အတန်းတော်တော်ကျယ်တယ်ပေါ့နော်ပုံမှန်ကားရော Go start မှာကျယ်တယ်ဆိုတော့ဒီလိုမျိုးလုံးဝ straight bike လောက်ထားတဲ့ကားကျွန်တော် Go start ကအရင်ကျယ်တယ်ကျွန်တော်ပြီးတော့ဒီနားက button တွေကိုကျွန်တော်ရှင်းပြမယ်ပေါ့နော်အခုမီးလင်းလာတဲ့ button တွေကကျွန်တော်တို့ low boost ဆိုရင်ကျွန်တော်တို့1 bar စထားထားတယ်ကျွန်တော်တို့ mid boost က 1.5 bar ကျွန်တော်တို့ high boost က 1.7 ဒီကျွန်တော်ရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့100 RON နဲ့ကျွန်တော်တို့ကျွန်းထားတာလည်းမဟုတ်ဘူး97နဲ့အမြင့်ဆုံးကျွန်းထားတာဒီကောင်က100 RON မှာဆိုတော့ကျွန်တော် horsepower 900ကျော်လောက်ထိမြေကြီးပေါ်ကိုရောက်တယ်ကျွန်တော်တို့ဒါကတော့ဟို boost ကိုကျွန်တော်တို့ဟို map ပြောင်းတဲ့ဒီကောင်ခလုတ်ပေါ့နော်ဒီကောင်ကျတော့ ALS ကဒီကောင် anti lag system ကျွန်တော်တို့backfire ဘာညာဖောက်တယ်ဒီကောင် turbo lag မရှိအောင်လုပ်ပေးတယ်ဒီကောင်ကတော့ band out ခလုတ်ဒီကောင်ကျတော့ launch control ပေါ့နော်ကျွန်တော်တို့ပြီးရင် tuning ဘိုင်းကိုကျတော့ကျွန်တော်တို့dyno မှာကျွန်းထားတဲ့ဟာကိုကျွန်တော်တို့ dyno clip တွေနဲ့အတူတူကျွန်တော်တို့ပြမယ်ဒီမှာက cluster မှာကျွန်တော်တို့မြင်နေရတဲ့ဟာဒီကောင်ဆိုရင်ဒီမှာ battery voltage တွေပါမယ်ဒီကောင်က gear position တွေပါမယ်ဒီကောင် rev counter ကျွန်တော်တို့ဟိုဟာဒါတော့ကျွန်တော်ဟိုဟာ info အများဆုံးကျွန်တော်ဒီ page ကိုပြထားတာပေါ့နော်ဒီကောင် design တွေမျိုးစုံပြောင်းလို့ရတယ်ကျွန်တော်တို့ဒီမှာ oil temperature မြင်ရမယ် water temperature မြင်ရမယ်ဒီကောင်wine pressure fuel tank အကုန်လုံးကကျွန်တော်တို့ဒီမှာပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာချက်မီးလင်းနေတာကကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်ဟိုဟာဒီလောက်တွေအများကြီးလုတ်ပြီးတော့ပေါ့နော်ကျွန်တော်ကျူနာကိုစိတ်ဆိုးပြီးကျွန်တော်မေးဘူးတယ်ဟာမင်းဘာဖြစ်လို့ဒီလောက်လုတ်ထားတာကိုကားချက်မီးလင်းနေရတာလဲပေါ့အမှန်တကယ်တော့ तू ကကျွန်တော်ရီပြီးတော့ပြန်ပြောတယ်ဒီကောင်ကချက်မီးလင်းတာမဟုတ်ဘူးတဲ့ဒီကားတွေမှာဒီ cluster တွေမှာပေါ့ဗျာကျွန်တော်တို့ဒီကောင်တောင်ဒါ street cluster ဆိုတော့ကျွန်တော်ဒီမှာအချက်ပြတွေဘာတွေညာတွေအကုန်မြင်ရတယ်ကျွန်တော်မီးဖွင့်နေဆိုဒီမှာမီးတွေပါတယ်ကျွန်တော် track မှာဆိုရင်ကျွန်တော် track cluster မှာဆိုရင်အဲ့လိုဟာတွေဘာ function မှမပါဘူးပေါ့နော်ဒီကောင်ကအဲ့လိုတွေပါနေတာတော့မှဒီကောင်က handbrake မီးတော့မထည့်ပေးထားဘူးဒီ link ကအဲ့တော့ handbrake မီးမထည့်ပေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအခု handbrake ဆွဲထားပြီဆိုရင်ဒီမှာချက်မီးကလင်းတယ် handbrake လွှတ်လိုက်တာနဲ့ချက်မီးကပြောက်သွားတယ်ဒီမှာဘာလို့ဆိုတော့ဒီကောင် handbrake မီးကို
ချက်မီးအစားသွားထားရတယ်အဲ့တကွက်တော့ရှိရပေါ့နော်ကျွန်တော်တို့အခုအင်ဂျင်တန်ကျွန်တော်တို့ပုံမှန်လူကြီးတွေကျွန်တော်တို့အနေနဲ့ပြောမယ်ဆိုတော့ဒါအင်ဂျင်တန်ကြီးမှန်မနေဘူးပေါ့အမှန်တကယ်တော့မဟုတ်ကျွန်တော်တို့က valve spring titanium valve spring တွေသုံးထားတယ် cam တွေလည်းကျွန်တော်တို့က size ကြီးတွေသုံးထားတဲ့အတွက်ကြောင့်ကျွန်တော် cam timing တွေမှာလည်းဒီကောင်ကအဲ့လိုမျိုးကျွန်တော် American muscle ကားတွေမှာဆိုပိုတိတာတယ် American muscle ကားတွေမှာဆိုအင်ဂျင်တန်အဲ့လိုတစ်ချက်ရက်သွားတယ်ပေါ့ဒီကောင်ကအဲ့လို modify ရလုပ်ထားတဲ့ကားတစ်စီးရဲ့ exhaust တန်ဒီကောင်ကအဲ့လို idle မှာအဲ့လိုဖြစ်နေတာပေါ့ idle ကဒီကောင်ကငြိမ်နေတာမဟုတ်ဘူး1100 1200ပဲဒီကောင်သွားနေတယ် coast step ကိုတော့ဒါပေမဲ့ဒီကောင်ကံရဲ့ timing ကြောင့်ဒီကောင်ကအဲ့လိုတစ်ဖြတ်ကျွန်တော်တို့ timing ကကျွန်တော်တို့ကြားနေရတယ်ကဲအဲ့ဒါဆိုကျွန်တော်တို့tuning အကြောင်းလေးကိုဆက်ပြောလို့ရအောင်ကျွန်တော်ဆက်လေးတက်လိုက်မယ်အခုဆိုကျွန်တော်တော်တော်လေးချွေးပြန်နေပြီပေါ့နော် modify fully mod လို့ပြောလိုက်ရင်ကျွန်တော်တို့အဲ့လိုချွေးပြန်လောက်ကားတစ်စီးရဲ့ pass ကိုပြောနိုင်မှာဒါ fully mod လို့ခေါ်တာပေါ့နော် no offense ပါကျွန်တော်ဒီတိုင်းပဲကျွန်တော်ရဲ့ milestone လေးတစ်ခုလည်းဖြစ်အောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပြီးတော့ကျွန်တော် pass တွေတစ်ခုချင်းစီကိုအားလုံးရှင်းပြရပါပေါ့နော်ဒါတော့မှကျွန်တော်ဒီလောက်သတိထားပြီးပြောရအောင်တချို့ကြံခဲ့တဲ့ pass တွေလည်းရှိကောင်းရှိမယ်ကားကတော့လုံးဝ fully mod ပေါ့နော် fully mod ဆိုတာလုံးဝ ground up ကနေစပြီးတော့ build ထားတဲ့ကားလုံးဝတဆင်ချင်းစီဘာမှမကြံအောင်လုံးဝ chassis reinforce ကအစအကုန်လုံးလုပ်ထားပြီးသားကားဖြစ်တယ်ဒီကောင်က truck ကားတစ်စီးအနေနဲ့လည်းကောင်းကောင်းသုံးလို့ရတယ် street ကားအနေနဲ့လည်းကောင်းကောင်းသုံးလို့ရတယ်horsepower ကျွန်တော်တို့အခု dyno-graph နဲ့ပြမယ်ဒီကောင်ကကျွန်တော်တို့ horsepower အကြောင်းရှင်းပြမယ်ကျွန်တော်တို့ watt horsepower ရှိတယ်ကျွန်တော်တို့ brake horsepower ရှိတယ်ဒီကောင်ကကားတစ်စီးကအင်ဂျင်ကနေထွက်လိုက်တဲ့ power ကကျွန်တော်တို့လမ်းပေါ်ကိုရောက်တယ်ဆို 20% လောက်ကျသွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ gear box ကိုဖြတ်ရတယ် drive train ကိုဖြတ်ရတယ် propeller shaft တွေကျွန်တော်တို့အဲ့လိုဖြတ်ရတဲ့အချိန်မှာမြေကြီးပေါ်ကို tire compact နဲ့မြေကြီးနဲ့ထိတဲ့အချိန်မှာကား 20% လောက် power ရော့သွားကျွန်တော်တို့ 4 wheel တွေဆိုကျွန်တော်တို့အဲ့ထက်ပိုပြီးတော့ percentage ပိုရော့တယ်ပေါ့နော်အင်ဂျင်ကထွက်တဲ့ power တက်အင်ဂျင်ကထွက်တဲ့ power ကိုကျွန်တော်တို့ဘယ်လိုတွက်လို့ရလဲဆိုတော့ကျွန်တော်တို့ formula ရှိတယ်ကျွန်တော် formula လေးထည့်ပေးမယ်အဲ့မှာကျွန်တော်တို့ဒီ C တွေကျွန်တော်တို့ချိန်နဲ့ဟာနဲ့ကျွန်တော်တို့ထွက်လာတဲ့ graph နဲ့ကို engine ရဲ့ power ကျွန်တော် theoretically တွက်လို့ရတယ်ဒါပေမဲ့အကောင်က brake horsepower ပဲထွက်မှာပေါ့ဒီကောင်လမ်းပေါ်ကို actual ရောက်တဲ့ power မဟုတ်ဘူးကျွန်တော်တို့ dyno နဲ့ tune တဲ့အခါကျရင် dyno မှာထွက်လာတဲ့ power ကျွန်တော်တို့ wheel horsepower ပေါ့နော်ဒီကောင်ကလမ်းပေါ်ကိုတကယ် actual ရောက်တဲ့ power အဲ့ကြရင်ကျွန်တော်အခု dyno graph နဲ့အတူ dyno မှာကျွန်တော်တို့95နဲ့ကျွန်တော်တို့ tune ထားတဲ့ဟာကိုကျွန်တော်တို့ထည့်ပေးမယ်ပေါ့နော်ဘာလို့ကျွန်တော်တို့က95နဲ့ကိုကျွန်းထားရလဲဆိုတော့ဒီကားကကျွန်တော်ဒီ component နဲ့ဒီလောက်ထည့်ထားဆို SR20 တလုံးကကျွန်တော်တို့600 900လောက်ထိထွက်တယ်ပေါ့နော်ကျွန်တော်တို့အခုtime မှာလည်းတော်တော်များများ 1K တခြား engine နဲ့မောင်းကြရဲဆိုမဲ့ SR20 နဲ့မောင်းနေတဲ့ driver စစ်ကြီးတွေလည်းအများကြီးရှိရပေါ့နော်Madam L0 ဘာလို့ဆိုလဲ SR20 ကြိုက်ကြတယ်သူတို့ 1J ဘယ်လိုပဲပြော SR20 ရဲ့ feeling ကလည်း တော့ကရမ်းများတယ်ပေါ့နော်သူကပြီးတော့ဒီကားရဲ့ကျွန်တော်တို့ထုတ်ထားတဲ့ factory မှာထုတ်ထားတဲ့ chassis နဲ့ဒီ engine နဲ့ကကျွန်တော်တို့ကအသားကျနေပြီးသားသူ့ weight ratio နဲ့သူအားလုံးအဆင်ပြေနေပြီးသားပေါ့နော်အများကြီးလိုက်ပြီးတော့ပြင်နေကြမလို့အဲ့တော့ဒီ power နဲ့ဒီ engine weight နဲ့ဆိုဒါအရင်အလွန်ကြီးဖြစ်နေပြီပေါ့နော်ကျွန်တော်တို့အဲ့ horsepower အနေနဲ့ပြောရမယ်ဆိုဒီကောင်ကကျွန်တော်တို့က low boost က1 bar မှာကျွန်တော် horsepower 400အောက်ပဲထွက်တယ်ပေါ့နော် 1.5 လောက်ဆိုကျွန်တော် horsepower 400ကျော်ထွက်ပြီဒါပေမဲ့ 95C နဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာလည်း C က97တောင်ကျွန်တော်တို့ရောင်းတာတစ်ဆိုင်လောက်ပဲရှိရခက်ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့97နဲ့တောင်ကျွန်တော်တို့မကျွန်းထားဘူးပေါ့နော်97နဲ့ကျွန်းရင်ဒီကောင် horsepower 900နီးနီးထွက်တယ်ကျွန်တော်100 RON ထည့်မယ်ဆိုရင်လုံးဝ race fuel လုံးဝ100 RON ထည့်မယ်ဆိုရင် US မှာဆိုရင်ကျွန်တော် E85 ပေါ့နော် E85 pump ဆိုရင်ကျွန်တော်100 RON နဲ့ညီတာပေါ့100 RON ထည့်တယ်ဆိုရင်ကျွန်တော်ဒီကောင် horsepower 900ကျော် torque 900 600နီးနီးကိုကျွန်တော်တို့ထုတ်ပေးနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အခုဒီ C အခြေအနေနဲ့ဆိုတော့ကျွန်တော်တို့ကအခု97ပေါ်မှာလုံးဝ high boost 1.7 bar နဲ့ကျွန်တော်တို့ကျွန်းထားတယ်ကျွန်တော်တို့အခု95နဲ့ကျွန်တော်တို့ကျွန်းထားတဲ့ graph ကိုတော့ကျွန်တော်တို့ပြပေးမယ်အဲ့ကောင်1.5 bar နဲ့ဟိုမှာကျွန်တော် horsepower 400ကျော် wheel horsepower ထွက်တာเนาะ wheel horsepower ထွက်တယ်ကျွန်တော် brake horsepower နဲ့ဆိုအဲ့ကောင် convert လုပ်လိုက်ရင်480 brake horsepower လောက်ရှိမယ်900နီးနီးပဲပြီးတော့ torque ကကြတော့မြင်တဲ့အတိုင်းပဲ SR torque ကလုံးဝ share ကြီးပေါ့เนาะဒီကောင်ကကျွန်တော်တို့ high boost နဲ့လုံးဝ first gear second gear ဟို kick down နေပြီး boost ဆွဲမယ်ဆို third gear လောက်ဆိုရင်ဒီကောင်က180လောက်ရောက်နေတဲ့အပြင်ကိုမှ180ကျော်နေတဲ့အပြင်ကိုဒီကောင်ကလုံးဝ G4G ကကြောလုံးဝကတ်တယ်ပေါ့နော်ဒီ weight နဲ့ဆိုရင် body to weight ratio ရဆိုကျွန်တော်တို့35ကိုတောင် stock 35ဆိုကျွန်တော်တို့ပျောက်မသွားအောင်လိုက်ကတ်လို့ရတယ်ဒီကားရဲ့အခု weight နဲ့ power အနေထားပေါ့နော်ဒါပေမဲ့ဒီကောင်က drift car တစ်စီးဖြစ်တဲ့အတွက်ကြောင့်အဖြောင့်မောင်းမှုတော့ကျွန်တော် recommend မပေးဘူးဘာလို့လဲဆိုတော့ကျွန်တော် traction လည်းမရှိတော့ဘူးဒီကောင်က ABS လည်းမရှိတော့ဘူး
အဲ့တော့ဒီကားကလမ်းပေါ်မှာမောင်းရင်တော့ကျွန်တော်ခုနပြောသလိုပဲ scale ceiling တစ်ခုတော့ရှိတယ်အရင် handle လောက်ရတယ်မလွယ်ကူဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ convenient ဖြစ်အောင် audio system တွေရှိသေးတယ်ကျွန်တော်တို့ aircon တွေရှိသေးတယ်အဲ့တော့ကျွန်တော်ဒီကောင် daily AC လေးမောင်းမယ်ဆိုလည်းပြဿနာမရှိဘူးပေါ့နော်ဒါကတော့ကျွန်တော်ဘဝမှာကျွန်တော်လုံးဝ ground up ကနေစပြီးတော့ကျွန်တော် GTR အပြင်ဒါနောက်တစ်စီးကျွန်တော်လုံးဝ barrel chassis ကနေစလုပ်ဖြစ်တဲ့ဒါကျွန်တော်ရဲ့ X လေးပေါ့နော်ဒါကျွန်တော်အရန်ချရတဲ့ကားလေးတစ်စီးပါကျွန်တော်ရဲ့ငယ်တငယ်ချင်းကိုလည်းကျွန်တော်ကဒါချစ်လုံးလို့ကျွန်တော်ရောင်းပေးလိုက်တာပေါ့နော်ဒီကားလေးကိုကျွန်တော် documentary လေးတစ်ခုဖြစ်အောင်လို့အနေနဲ့ရောကျွန်တော်ဒါတင်ပြပေးရဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုကြရင်ပြန်တွေ့ကြမယ်